မင်္ဂလာပါရန်ကုန် Interview လမ်းညွှန်ရဲ့ Friday Property Tour ကနေကြိုဆိုပါရစေဒီနေ့ကတော့မြောက်ဒဂုံ35ရပ်ကွက်ပင်လုံလမ်းမတဲပေါက်တစ်စီချိုးမှာရှိတဲ့သုံးထပ်ခွဲ RCA လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ဒါကတော့ EV ကားပိုင်ရှင်တွေအကြိုက်လုံခြုံစွာရပ်နာအားသွင်းနိုင်မဲ့ကားပါကင်ဖြစ်ပါတယ် EV station တော့မပါပါဘူးနော်အိမ်ဝင်အဲကန်းကတော့ဂျွတ်ပါကီရင်စင်လလိုက်ထွေးတွေနဲ့လှပနေပါတယ်မြင်ရတဲ့အတိုင်းပဲ brain box တွေကိုလုံခြုံစိတ်ချလှပတဲ့တံပန်းများနဲ့ကာပေးထားပါတယ်ဒါကတော့မြင်ကြီးတက်မှာရှိတဲ့ single bedroom ဖြစ်ပါတယ်ရှေ့မှာတော့ပေါ်ရက်တက်လို့ရမယ့်လေကားရဲ့ dining room နဲ့ kitchen counter တွေရှိပါတယ်ခင်ဗျာပထမထပ်မှာ living room အခန်းကျယ် ceiling အလှဒီဇိုင်းများနဲ့တက်ဆင်ထားပါတယ်ပထမထပ်မှာပဲ single bedroom တစ်ခန်း master bedroom နှစ်ခန်းရှိပါမယ်ဒါလေးကတော့ single bedroom ခန်းဖြစ်ပါတယ်ဒါကတော့ master bedroom အလင်းဝင်မဲ့အခန်းကျယ်လေးလည်းဖြစ်ပါတယ်ခင်ဗျာပြည့်ပြည့်လှပတဲ့အသေးကားလေးတွေကိုတွေ့ရမှာဖြစ်ပါတယ်ဒုတိယအထပ်မှာဖျားခန်းအကျယ်နဲ့ master bedroom တစ်ခန်းပါရှိပါတယ်လှပသေးတဲ့ render လေးကိုလည်းတွေ့ရမှာဖြစ်ပါတယ်အပေါ်ဆုံးထပ်မှာအခန်းကျယ်တစ်ခန်းပါဝင်ပြီးတော့သစ်ပင်စိုက်ချင်တဲ့သူတွေအတွက်လည်းပတ်ဟောက်အခြေရှိပါမယ်ဒါကတော့မြောက်ဒဂုံရဲ့အလှကိုအမြင်ရနေမြင်ရမယ့် view ပဲဖြစ်ပါတယ်ခင်ဗျာ